ထွမြောက်ရာကျမ်းအခန်းကြီး30တဖန်ထာဝရဘုရားကတင်ဒီဖာရောဘုရင်ထံသို့ဝင်လော့ငါသည်ဤနမိတ်တို့ကိုသူရှိ၌ပြခြင်းငါ၎င်းအေဂုတုပြည်၌ငါပြုသောအမှုအေဂုတုလူတို့တွင်ငါပြသောနမိတ်တို့ကိုတင်ဤသားမြေတို့အားကြားပြောသဖြင့်ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုတင်တို့သိစေခြင်းငါ၎င်းသူဤနှလုံးသူဤကျွန်ုပ်နှလုံးကိုငါခိုင်မာစေပြီဟုမောရှေအမိန်တော်မူ၏မောရှေနှင့်အာရုန်တို့သည်ဖာရောဘုရင်ထံသို့ဝင်ပြီးလျှင်ဟေပြဲလူတို့၏ဘုရားသခင်ထာဝရဘုရားကတင်တင်ငါရှိမှကိုမနှိမ်ချပဲအပေမြကာလပတ်လုံးနေလိမ့်မည်နီငါ၏လူတို့သည်ငါအဝတ်ပြုမိအကြောင်းတွားရသောအခွင့်ကိုပေးလော့သို့မဟုတ်ငါ၏လူတို့ကိုမလွတ်ပဲနေလျင်ကြည့်ရှုလော့ဂျိုင်းကောင်တို့ကိုတင်၏ပြည်၌နှက်ဖြန်ငါဆောင်ခဲ့မည်မြေမထင်ပေါ်နိုင်အောင်သူတို့သည်မြေမျက်နှာကိုဖုံးလွှမ်းကြလိမ့်မည်မိုးတီးမဖြက်တင်တို့၌ကြံကျွန်းသေးသမျှတို့ကို၎င်းတင်တို့အဖို့မြေ၌ပေါက်သမျှသောအပင်တို့ကို၎င်းစားကြလိမ့်မည်တင်ဤဘိုးဘေးတို့သည်မြေပေါ်မှာဖြစ်သည့်ကာလမှစ၍ယနေ့တိုင်အောင်မမြင်ဘူးတကဲ့သို့တင်ဤအိမ်များတင်ဤကျွန်တို့အိမ်များအေဂုတုလူအပေါင်းတို့၏အိမ်များတို့ကိုဖြေကြလိမ့်မည်ဟုဆိုပြီးလင်လဲ၍ဖာရောဘုရင်ထံမှထွက်သွားလေ၏ဖာရောဘုရင်၏ကျွန်တို့ကလည်းဤလူတင်ငါတို့ကိုအပေမြတ်ကာလပတ်လုံးနောက်ဆက်ပါလိမ့်မည်နိထိုသူတို့သည်သူတို့၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုမြဲကြောင်းအခွင့်ပေးတော်မူပါအေဂုတုပြည်ပြက်ကြောင်းကိုတည်တော်မမူသေးသလောဟုလျှောက်ကြလင်မောရှေနှင့်အာရုန်ကိုတပန်ဖာရောဘုရင်ထံသို့တွင်ပြန်၍တင်တို့၏ဘုရားသခင်ထာဝရဘုရားဝတ်ပြုခြင်းငါတွားကြလောတို့ရတွင်တွားရသောသူတို့သည်အပေသူနီဟုမေးလျင်မောရှေကကျွန်ုပ်တို့သည်သူငယ်သူအိုသားသမီးတို့နွားပါလေတွားပါမည်အကြောင်းမူကားတော်ပြရှိတော်၌ပွဲခံရမည်ဟုပြန်ဆိုလေတော့ဖာရောမင်းကတင်တို့နှင့်သူငယ်များကိုငါလွတ်သည့်အတိုင်းထာဝရဘုရားတည်တင်တို့၌ရှိစေသောတတိပြုမကောင်းသောအကြံကိုကြံကြသည်တကားတို့မဖြစ်ရအရင်တောင်းလျှောက်သည့်အတိုင်းယောက်ျားဖြစ်သောသူတို့သာတွား၍ထာဝရဘုရားအားပြုကြလောမိန်တော်မူသဖြင့်သူတို့ကိုအထံတော်မှနင်ကြလေ၏ထာဝရဘုရားကလည်းဂျိုင်းတို့သည်အေဂုတုပြည်သို့ရောက်လာ၍မိုးတီးမဖြက်မြေပေါ်မှာကြံရစ်သောပင်ရှိသမျှတို့ကိုစားစေခြင်းကအေဂုတုပြည်ပေါ်မှာလက်ကိုဆန့်လောဟုမောရှေအမိန့်တော်မူသည့်အတိုင်းမောရှေသည်မိမိလန်တကိုအေဂုတုပြည်ပေါ်မှာဆန့်သဖြင့်ထိုနေ့နှင့်ထိုညပတ်လုံးအရှိလေးကိုမြေပေါ်မှာထာဝရဘုရားလာစေတော်မူ၍နာနဲ့ရောက်မှအရှိလေးသည်ဂျိုင်းတို့ကိုဆောင်ခဲ့လေ၏ထိုဂျိုင်းတို့သည်အေဂုတုပြည်လုံးကိုလွှမ်းမိုး၍ပြည်နှင့်နမိတ်ရှိသမျှအပေါ်မှာနာသဖြင့်အလွန်များပြကြ၏ထိုတို့သောဂျိုင်းတို့သည်ရှေ့ကမဖြစ်စဘူးနောက်၌လည်းမဖြစ်ရလက်တန်မြေမဲတီတိုင်အောင်မြေတစ်ပြင်လုံးကိုဖုံးအုပ်၍တစ်ပြင်လုံးတွင်မြက်ပင်ရှိသမျှမိုးတီးနှင့်လွတ်သောတစ်တီရှိသမျှကိုစားကြသဖြင့်အေဂုတုပြည်တစ်လျှောက်လုံးတွင်တစ်ပင်မြက်ပင်တို့၌စိမ်းသောအရာတစ်စုံတစ်ခုမျှမကျန်ရထိုအခါဖာရောဘုရင်သည်မောရှေနှင့်အာရုန်ကိုလင်မြန်ခေါ်၍တင်တို့၏ဘုရားသခင်ထာဝရဘုရားကို၎င်းတင်တို့ကို၎င်းငါပြစ်မှားပါပြီတို့ဖြစ်၍ဒီတခါငါအပြစ်ကိုတီးခံလောတင်တို့၏ဘုရားသခင်ထာဝရဘုရားသည်ဤတေဘေးတစ်ခုကိုသာငါမပေရှားပါမည်အကြောင်းတောင်းပန်ပါဟုဆိုသည်ရှိတော့မောရှေသည်ထံတော်မှထွက်၍ထာဝရဘုရားကိုတောင်းပန်လေထာဝရဘုရားသည်အာကြီးသောအနောက်လေကိုလွတ်တော်မူသဖြင့်ထိုလေသည်ဂျိုင်းတို့ကိုဆောင်သွား၍အေဒုံပင်လယ်၌ချပစ်လေ၏အေဂုတုပြည်တစ်လျှောက်လုံး၌ဂျိုင်းကောင်တကောင်မြတ်မကြံရင်တို့တော့လေထာဝရဘုရားသည်ဖာရောဘုရင်နှလုံးကိုခိုင်မာစေတော်မူသဖြင့်သူသည်အေတီလာမျိုးသားတို့ကိုမလွတ်ဘဲနေပြန်လေ၏တဖန်ထာဝရဘုရားကအေဂုတုပြည်တစ်လျှောက်လုံး၌မောင်မိုက်တာမညမဟုတ်စံတရတွေ့ရသောမောင်မိုက်ဖြစ်စေခြင်းကတင်ဤလက်ကိုမိုးကောင်းကင်သို့ဆန်တော်ဟုမောရှေအမိန့်တော်မူသည်တိုင်မောရှေသည်မိမိလက်ကိုမိုးကောင်းကင်သို့ဆန်၍အေဂုတုပြည်တစ်လျှောက်လုံး၌ထူထမောင်မိုက်သည်သုံးရပတ်လုံးဖြစ်လေ၏ထိုကတယောက်ကိုတယောက်မမြင်နိုင်ကြ
သုံးရက်ပတ်လုံးအဘဲသူမြတ်မိမိနေရာမှာမထားရကြတို့ရတွင်တီလာမျိုးသားပေါင်းတို့တင်မိမိတို့နေရာ၌အလင်းကိုရကြ၏ထိုအခါဖာရောဘုရင်တင်မောရှေနှင့်အာရုံကိုခေါ်ရထာဝရဘုရားဝတ်ပြုခြင်းကတွားကြလောတို့ရတင်တိုးနာများကိုထားခဲ့ကြသူငယ်များကိုခေါ်ကြစေဟူမိန်တော်မူ၏မောရှေကလည်းကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားရစ်ပူဇော်เสียဖို့ရစ်ကောင်များမိရှုပူဇော်တကများကိုတော်ပေးရမည်ကျွန်တော်တို့ဒီတိရိစ္ဆာန်များကိုဆောင်သွားရမည်တကောင်များမကြံရည်ရအကြောင်းမူကားသူတို့အထက်ကကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအာဝပြုเสียရွေးယူရမည်ထာဝရဘုရားအဘယ်မည်သောအကောင်နေဝပြုရမည်ကိုထိုရတို့မရောက်မီမတိပါဟုဆိုလေတော့ထာဝရဘုရားတိဖာရောဘုရင်နှလုံးကိုခိုင်မာစေတော်မူသဖြင့်သူတီအေတီလာမျိုးသားတို့ကိုမလို့မောရှေကိုလည်းငါထမထွက်သွားလော့နောက်တစ်ဖန်ငါမျက်နှာကိုမမြင်အောင်တတိပြုလော့ငါမျက်နှာကိုမြင်သောနေ့၌တည်မီဟူမိန်တော်မူမောရှေကလည်းမိန်တော်မူချက်ဒီလျောက်ပတ်ပါ၏မျက်နှာတော်ကိုနောက်တစ်ဖန်မမြင်ပါဟုရှောက်ဆို၏